down 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 ကျွန်တော် okay okay ဘုံ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  down 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 ကျွန်တော်အခုရောက်နေတာဇွဲကမင်မြေမှာဖြစ်ပါတယ်ဇွဲကမင်တောင်ဂျေမှာပေါ့နော်မနေ့ကကျွန်တော်ဇွဲကမင်တောင်ကိုတက်မယ်ဂျေကိုတနန်တာမန်တက်လန်တက်မှာမဟုတ်ဘူးအနောက်ပေါက်ကတက်မှာကျွန်တော်အနောက်ပေါက်ကိုမဟုတ်အနောက်ဘက်ကိုကျွန်တော် try လာနှစ်ခါရှိပြီကျွန်တော်လည်းအနောက်ပေါက်နဲ့ကြားမှာရန်ညိုးတွေအများကြီးရှိနေတယ်သူကမက်တယ်စောက်တယ်ဆိုတော့အရင်တော့စိတ်သက်ပြောင်းညံ့ခဲ့တဲ့မျက်ထင်ကပျော်ညံ့ပြီးတော့ဗျာလမ်းတော့မှာလည်းအရှုံးပေးတာတို့ဘာတို့ရှိခဲ့တဲ့ဒါပေမဲ့မနေ့ကမှတော့ကျွန်တော်အတောင်ကြီးကိုအပြည့်အဝကျုံးနိုင်မယ်လို့မျှော်လင့်တယ် chapter 1 friendship လို့ခေါ်လိုက်အောင်friendship လို့ပြောပြီးဆိုလို့ရှိရင်လူတွေတော်တော်များများဒီ boys road trip ဆိုလို့ရှိရင်ကျွန်တော် page ပရိသတ်တွေတော်တော်များများဘာလို့ပြင်းမြင်မလဲဆိုတော့ Final Fantasy 15နဲ့က stand by me ကိုပြင်းမြင်နိုင်မယ် road trip မှာကားကြီးရဲနဲ့ဘော်ရာတွေပဲသွားကြတယ်ကျွန်တော်ဒီနေ့အခုလို့လာခဲ့တာလဲ air pipe လေးနဲ့လာခဲ့တာဗျာဆိုတော့ကျွန်တော်လည်း stand by me လေးကိုဆိုခဲ့တယ်ဆက်စစ်တီးတယ်Lucas နဲ့ကျွန်တော်လည်းအတန်အောင်လိုက်တယ်ပေါ့ When the night has come and the land is dark and the moon is the only light we'll see. No, I won't be afraid. No, I won't be afraid. Just as long as you stand by me. Darling, darling, stand by me. Oh, stand by me. Oh, stand up. Stand by me. Stand by me. Yeah. Okay. အခုလိုမျိုး brother တွေနဲ့ကျွန်တော်တို့ပျော်ဝပါးခီးထွက်လာတာတော်တော်လေးကိုလည်းပျော်ဖို့ကောင်းတဲ့ experience တစ်ခုဖြစ်ခဲ့တယ်ပေါ့နော်လမ်းမှာချင်းတွေနားထောင်လိုက်ခုံလိုက်ကလိုက်နေတော်တော်လေးမိုက်တယ်ဆရာ ready ဆရာ ready ကျွန်တော်နောက်ဆုံးဗီဒီယို okay ကျွန်တော်ဒီအရင်နဲ့တက်လာတာ okay ကျွန်တော်မနေ့ပြန်ဒါနဲ့တက်မယ်အရင်နောက်ဆုံးတစ်ခေါက်တော့ကျွန်တော်ဒါနဲ့တက်လာဟုတ်ကဲ့အဲ့အညီတွေကျွန်တော်ကိုပေးနိုင်မလား of course thank you man စိုင်းချီအဲ့တော့ပဲအိတ်ဆေးတောက်ထားရပေါ့နော်နှလုံးဒါမဲ့ကျွဲနဲ့တောက်လိုက်တာအဲ့တော့အိတ်ချင်လို့မေ့ချင်လို့လို့ကြီးနည်းနည်းဟိုင်အတက်ခေါင်းတွေတင်ပြပေးတယ်မလုပ်အောင်နော်ကိုလူတို့ဒင်ကိုယ်တိုင်ထားရမယ်ချင်းရောက်လာပြီဖြစ်တယ်မထားဘူးလားဘယ်နဲ့လို့တော့3နာရီခွဲဆောလေးဆရာဆရာမစိုးဘူးဆရာမလို့ဆက်မဆောဘူးလေကျွန်တော်တော်ဆောတယ် Okay okay Of a man I used to be. Yeah, you. No. Lucas. That's it. So baby, you never leave me. You don't seem good. ကျုပ်ရုပ်တယောက်နှလုံးတောက်မယ်ကော်ဖီတောက်မယ်ပြီးရင်သွားမယ်အဲ့လိုမျိုးမင်းနဲ့ငါနဲ့စားပြီးတော့ခင်တော့မှတ်မိလားငါမျိုးဘာကြီးကြက်လဲထမင်းဆိုင်မှာလေဟိုကခွေးသားစားရဆိုပြီးကျွန်တော်လာကြက်တာဒီပဲကျွန်တော်အဲ့တော့ယုံတာခွေးသားစားရဆိုပြီးတော့ကျွန်တော်ဒီကောင်ကိုကြက်တာဆိုရအဲ့နောက်ပိုင်းခင်သွားပါပဲเนาะအဲ့နောက်ပိုင်းခင်သွားတယ်ရိုက်ကူးရေးတော့ကျွန်တော်ဟိုဒါတရုပ်ဆောင်နဲ့ကာလာကိုမြတ်ထင်အိမ်မှာနှက်ပြီးတော့
Yeah စာရှိချက်ခိုင်းပြီးတော့အကုန်လုံးပြကြအေးအကုန်လုံးရှာရှာအေးအကုန် ready ဖြစ်ပြီဒီခွက်လုံး ready ဖြစ်ပြီ fire ရော damage ကတော့ထင်ပါဒါဆိုရင် right ကဲရဒီနေရာစမှာဖြစ်ပါတယ်ပထမဆုံးချိန်တိုင်းဖြစ်ပါတယ်ဆိုတော့ဘာပြောချင်လဲမိုက်တယ်ပြောတယ်သွားမယ် let's go ကျွန်တော်တို့တော်တော် hype နေပြီရှောက်တယ်မရောက်လို့ရှိရင်လည်းကျွန်တော်ဆွဲခေါ်ပါမယ်ဘာမှဖြစ်ဘူးဘယ်နဲ့လမ်းရမလားညာနဲ့လမ်းရမလားညာရှိကွာမိုင်းရင်းခုလုံးတက်ပွားအေးဟိုဟောဘာမရဘူးဆိုအကူဘာရှင်းတော့သိရလေ Oh my god လာတောင်းတယ်မင်းပြပြရဲတော့ပြတော့ပြခေါင်းနေတော့ပြပြတက်အေးတဲ့လုံးရဲ့ခုနှစ်နှစ်လောက်ကတွေ့ခဲ့ရခွေးလေးတော့မဖြစ်နိုင်ဘူး။များခွေးဖြစ်နိုင်ဘူး။သူလည်းမောနေ။ရှိမှတကောင်ရှိတယ်ခွေး။ငါတို့တော့တောင်တက်လမ်းနေလိုက်ပြတာကွာ။ဒါဖုန်းကြီးတောင်ခွေးလေး။လိမ္မာနော်။လိမ္မာဘောမောရင်စောင့်မိရတွေ့တာခွေးထဲမှာအဲ့လိုမျိုးတောင်အမြဲတမ်းတက်နေခွေးဆိုနည်းဟိုရမဟုတ်နော်ခွေး fitness ကောင်းတယ်ခွေးတမ်ဘရိုအဲ့နှကောင်ရောက်သွားခင်ဗျာခွေးတက်တော့မကြတဲ့ကောင်ဖြစ်သွားတယ်နှခါဖြစ်တယ်ပြီခွေးတက်တော့မကြခွေးတက်တော့မကြတဲ့ကောင်ဖြစ်တော့မောရပြောမယ်နည်းနည်းယူပြန်ရထုတ်ဘာလုပ်နေကြဆရာကြီးဆောင်လာလေဟာနည်းနည်းယူများတော့မောရအောက်ဆီဂျင်လိုတာမဟုတ်မောရဆိုတာအဖေကကာဗွန်များနည်းနည်းယူနားမယ်အဲ့ဒါ heart rate ကညင်သွားတယ် Sometimes I just shoot I don't think You guys go Oh my god Why Together strong Chapter 2 Flag ဆိုတော့အလံပေါ့နော်ဘာအလံလဲဆိုတော့ဟယ်လိုဆရာချက်ကျွန်တော်မျက်တင်မှာဆရာပြောပါဆရာသိပါရဲ့ဆရာပြောပါလို့ပြပါဆရာဟုတ်ဆရာဟိုကဆရာအိမ်မလားဆရာအိမ်မှာပါဆရာဟုတ်ဆရာကျွန်တော်ဟုတ်တယ်ဆရာဟိုအမ်ပလန်လေးပဲဒီနေ့ကျွန်တော်သွား try လိုက်တော့မလို့မနေ့ဖက်မနေ့အစောကြီးတက်မယ်ဆိုပြီးတော့အဲ့ဒါအလံလေးလာယူကျွန်တော်ပါဆရာလာယူလေဆရာရရဲ့ကျွန်တော်အိမ်မှာရှိပါတယ်ကျွန်တော်စောင်းကြိုက်တဲ့ game တစ်ခုရှိရကွာပြီးခဲ့တဲ့နှစ်က Game of the Year ရသွား Expedition 33ဆိုတာ Expedition 33အလံပေါ့ဒီဆရာချမ်းကသူလောက်ရင်းနဲ့အပိုတစ်ခုလောက်ထားပြီးရရှိရကွာအပိုလောက်ထားပြီးရတစ်ခုယူမလားဆိုတော့ of course man Expedition 33ကွာကျွန်တော်ဇွဲဝင်တောင်ထိတ်မှာExpedition 33အလံကိုထောင်ခဲ့မှာထောင်ပြီးတော့ဓာတ်ပုံရိုက်မယ်ကျွန်တော်ကလည်းဆောင်းအတိတ်ပဲရှိတယ်အလံโอเคလမ်းတော့ရလာပြီတော့ဆိုင်ဖို့ပဲရှိတော့မယ် Ding dum da di dum pa pyo so go ni ni ti si le jo Expedition 33ရဲ့မှာကျွန်တော်ပထမဆုံးအန်ဒီရွေးချယ်ပြတာမာယောပေါ့နော်ဘာလို့လဲဆိုတော့မာယောဘွားကိုကျွန်တော်နားလေတယ်ဗျာဒီကောင်မလေးက self destructive ဖြစ်တယ် suicidal ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အခုဇွဲကမင်တက်လာဒီအမြင့်အောင်ရောက်ပြီးတော့အောက်ကိုကြည့်ရနေကျွန်တော်ကိုရိုင်းတော့တကယ်ခုံချခြင်းနေပြီဆိုအပေါ်မှာလည်းခုံချခဲ့တဲ့လူတွေရှိတယ်ကိုယ့်ကိုယ်သက်တည်းကအဖြေမဟုတ်ပါဘူးเนาะအဲ့ဒါ
suicidal awareness အနေနဲ့ကျွန်တော်အဲဥစားကိုဒီ expedition 33 chapter မှာကျွန်တော်တို့လည်းအဓိပ္ပာယ်အများကြီးရှိလို့ကျွန်တော်တင်ဆက်ချင်ပါတယ် suicide အဖေမဟုတ်ပါဘူး Yeah အခုခေတ်ရှိပါဗျာကျွန်တော်တို့အကုန်လုံးခံစားနေရအတူတူပဲတလားဟုတ်တယ်ပြင်မဲ့ suicide အဖေမဟုတ်ဘူး suicide အဖေမဟုတ်ဘူး your left ကွာမင်းချိခံရပါတယ်မင်းချိတဲ့သူကြီးရှိတယ်ထည့်တွေးပြီးပေါ့ ဘာတန်တွေကိုတွတ်ချလိုက်ကွာကျွန်တော်ပြောချင်တာကျွန်တော်တို့Yeah chapter 2ကတော့ဒီမှာပြီးသွားပြီ chapter 3 fear ဆိုတာဘာလို့ fear လဲပေါ့နော်စစချင်းနိုးလာတဲ့အချိန်မှာကျွန်တော်တို့အရန်ကိုစိတ်ထဲဖိစီးတာတောက်တနည်းအားဖြင့်မြန်မာလိုပြောရမယ်ဆိုလို့ရှိရင်တန်တရားစိတ်ကျောင်းတငယ်ချင်းတွေကိုလည်းနိုးလို့မရသေးဘူးဆိုတော့၄နိုင်လောက်မှစမတတ်ဘူးဆိုလို့ရှိရင်ဖေးချင်းတော့မုံရောက်မှလဲဒီတစ်ခါရောငါတကယ်ပဲတက်နိုင်မှာမလားဘာလို့လဲဆိုတော့ပြီးခဲ့တဲ့တစ်ခေါက်တွေတော့ try တော့မှလည်းကျွန်တော်ကစိတ်လိတ်သမားအရက်သမားအခုလည်းတိတ်ထူလာတဲ့ကောင်တော့မဟုတ်ဘူးပြီးတော့စိတ်ထဲမှာအရင်ဖိစီရတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဆရာဆက်ကတော့အဲ့အကြောင်းဗီဒီယိုလေးထည့်မပြောနဲ့ပြောတယ်ဘာလဲဆိုတော့ဇွဲကမင်းနဲ့ကျွန်တော်ကြားကိစ္စတီးရှိနေတာ6နဲ့9နှစ်ရှိပြီဖြစ်ပေမဲ့လည်းတကယ်တမ်းဇွဲကမင်းကိုပြန်တက်ဖို့ try စီဖြစ်ခဲ့တဲ့တုန်းကတော့ဆရာစစ်နဲ့ဆရာဖုံးရဲ့ဒီဗီဒီယိုပေါ့နော်အားကြောင့်ကျွန်တော်လောက်မြန်ဇွဲကမင်းကို try ပြတာအဲ့တော့လူတွေက copy ကောင်းကြီးလို့ပြောကြမလားဆိုတဲ့ဥစ္စာလည်းကျွန်တော်ဆောင်းစိတ်ဖိအားဖြစ်တယ်ဗျာတိလားပြီးတော့တက်နိုင်မှာမလားမတက်နိုင်ဆောက်ရှက်ကကွဲပြီလေသူတို့ဖေးကောင်းဖေးနိုင်မယ်ဗျာတိလားဒါမှ try ကြည့်ခြင်းလေကိုဘက်ထင်တော့လည်းတကယ်ရောက်စီခြင်းနေပြီကိုဘက်ထင်အဲ့လို doubt တွေဖြစ်နေတဲ့မျက်နှာကြီးတွေတိတ်မကြိုက်ဘူးအဲ့လိုကြီးမနေနဲ့ you can do it man come on let's go တကယ်ခင်ဗျားမသိလို့ကျွန်တော်မနဲ့မိုးလင်းချင်းအပြင်မှာတယောက်တည်းဗီဒီယိုထွက်ရိုက်ထားတယ်ကျွန်တော်တန်တရားစိတ်တွေနဲ့နိုးထားလာတယ်ဆိုတဲ့ဥစ္စာကြီးကိုကျွန်တော်ရိုက်ထားရှိတယ်ဆရာမျက်နှာတွေကပေါ်နေဆရာခဏလေးပြောတယ်ရောက်မရောက်တယ်ဒီခီးစဉ်ကြာဆုံးမှာရဲ့အကြီးမားဆုံးတော့အကြောက်တရား fear တွေကတစ်ခုပါလဲဆိုတော့ substance abuse တွေလုပ်ခဲ့တဲ့ fear ကျွန်တော်စိတ်လိုက်ကိုတနေ့နှစ်ဘူးတွေနော်ပြီးတော့ caffeine ဆိုလို့ချင်းလဲကြော်ရအောင်တနေ့နှစ်ဘူးသုံးမှုတွေနောက်တော့ရက်တောက်တယ်ဆိုလို့ချင်းလဲကျွန်တော်ကတစ်ခါတောက်ပြီးဟေးဆိုလို့ချင်း14ရက်တော့တောက်တယ်ကောင် post မလုံးလို့မျိုးပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့အရန်ကို dark ဖြစ်တဲ့အချိန်တွေရှိခဲ့တယ် depressed ဖြစ်တဲ့အချိန်တွေရှိရယ်နော်just ကိုကို stable မဖြစ်နေရတယ်ကိုကို aware ဖြစ်တယ်အဲ့တော့ဗျာအခုဒီတောင်ထိပ်ကြီးကိုရောက်ချင်းမရောက်ချင်းကကျွန်တော်တို့တအားကိုအရေးပါနေတယ်စင်ပြေလား I wanna be the very best and then no one ever was down for Frodo dan 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 Dog ကလေးထိန်နေပါတယ် My mama always used to say that life is like a bowl of chocolate. You have to discipline your wife and child, and you have always been the caretaker of Swagamy. Damn bro Wait, what? Wait, what? We did it. ဒီတိုင်းကရောက်လို့ရောက်မှမသိရဘူးဒါပေမဲ့တကယ်ရောက်သွားပြီဒီတစ်ခု You really? ရောက်သွားပြီတကယ်ပါ Oh yeah. Oh yeah. နောက်တစ်ခါဇွဲကပင်လို့ကျွန်တော်ကြားလိုက်တိုင်းမှာ
ငါမလုံနိုင်ခဲ့ဘူးဆိုတော့အရာမရှိတော့ Damn bro ကျောင်းတစ်ယောက်လည်းရောက်ပြီ အင်းမကျွန်တော်တော့တူတူတက်တယ်ဆိုတော့ Oh yeah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  ဆရာတကယ်လာရပါဆရာဆရာကဘူးမပြောတာမဟုတ်အခုကြည့်နေခင်ဗျားကိုပြောနေဆရာကြီးဆရာမဖြစ်ဖြစ်တော့မဖြစ်နိုင်ဘူးတင်ခဲ့တာဒီနေ့ဖြစ်နိုင်သွားပြီဗျာကျွန်တော်စောင်းပြောနေတဲ့ကောင်တော်လုံးတင်တာတကယ်လည်းခံစားကြည့်တော့ဒီနေ့ဒါတော့မှတိတ်မမြင်လို့ခံစားရတယ်နောက်ဒီတက်မြင့်တဲ့တောင်တွေလည်းအများကြီးထက်တက်ခြင်းတယ်ဆိုတော့စောင်းမိုက်တယ်ဗျာကျွန်တော်မျက်ရည်တော်ဝဲတယ်ဆရာစစ် thank you okay ဆရာလုံးပြော thank you Let's go ကြည့်ပေးနေဆရာဖြစ်ဖြစ်ဆရာမဖြစ်ဖြစ်လည်း thank you Adios!